ပြေးလိုက်တာဘလိုင်းမဆိုင်ရာဖွင့်နေပြီတရားမှလာအားမေးကြဘူးအမရဲ့ဘလိုင်းပေါက်ဝယ်တင်လို့အော်ဟိုမှာလူတရားလာနေပြီပဲဘလိုင်းပေါက်ဝယ်တင်လို့အော်ဘာလေးဝယ်မှာတော့ဒီဇိုင်းလေးရအဆုပ်ရှိရဲကျမပြောမယ်ဒီအပေါက်ကြီးဟိုမှာနော်ဒီအပေါက်ကြီးဟိုမှာဟိုပါပဲကြာပါနော်ဒီအပေါက်ကြီးဟိုမှာ9000ဒီကတပူ9000ဒါ1000ဒီနှစ်ဖက်က1000ဘာဝယ်မှာတော့ကဲအားလုံးမဘလိုက်ကြအားလုံးပေါင်း3သိန်းကြပါရှင့်ဒီရှောက်ခုတရောမှာပေါ့နော်3သိန်းကြပါတယ်ရပါပြီပြေးပါကျေးဇူးတင်ပါတယ်အမားတို့ခဏနေအောင်ပေါ့နော်ကျွန်မအဲ့လေးနဲ့ထပ်ပေးလိုက်ပါမယ်ခဏနော်အဲ့တော့ရပြီဆိုတော့အဲ့လေးနဲ့ထပ်မယ်အကုန်လုံးကိုဒီထည့်ပါပြီဆိုလို့ရှိရင်ပေါ့နော်ဒါ3သိန်းပဲကြပါတယ်ဒီဟာဝယ်ချင်လို့ရှိရင်ပေါ့နော်လိုက်လာရှိုးอ่ะလိုက်ပေါက်ကိုလာပါကြနော်โอเคသူတို့ပေးလိုက်တော့ပါမယ်ဘိုင်ဘိုင်ကြာလာကလေးလေးရှစ်ဆရာလေးနော်ကလေးလေးအဘပေးပါဦးရှစ်ဆရာလေးโอเคအကြလို့ရှိရင်လိုက်ပါပြည်ရောက်ပြီအကုန်ဝိုင်းဆိုတော့ဟာလောက်ကမလားအော်တီလေးပြလာမယ်တီလေးပြလာမယ်ဘောနော်ခဏနေအောင်တီလေးပြလာမယ်ဆိုတော့တီလေးကအော်ဒီမှာမတကီလေးတီနေရှစ်ဆရာလေးဘယ်နဲ့လေးမွေးနေလဲနောက်တစ်ခုအော်ဒီမှာတီလေးတမလို့အိမ်မှာနည်းများပါတော့ဒါနည်းနည်းလေးဒါဘရော့ပန်လေးတော့ဘရော့ဝင်းနေပဲโอเคပါအကြောင်းရှေ့ပန်းလေးလိုက်ပြပါမယ်ဒီတော့ကတော့နည်းရှင်းနေပြီဒီမှာပန်းလေးတစ်ပွင့်သမီးခူးပြလိုက်မယ်ပေါ့နော်ဒါလေးကစားသောက်လက်ပတ်ပေးလေးဒီပါโอเคပန်းလေးတစ်ပွင့်ခူးပြပါမယ်ပန်းလေးတစ်ပွင့်ခူးပြီဆိုတော့ပြန်ပါမယ်โอเคပါပန်းလေးတစ်ပွင့်ခူးပါပါပြီအကြောင်းလို့ရှေ့ပန်းတစ်ပွင့်ခူးပြီဆိုလို့ရှေ့အပိတ်လေးတစ်ပိတ်လောက်ခူးလာမယ်ဒီမှာခူးပါပြီရှစ်ဆရာလေးနော်နုနုလေးအော်ပန်းတစ်ပိတ်ထပ်ပြမယ်ခဏနေโอเคဒီမှာရှစ်ဆရာလေးဒါလေးဆို2ယောက်ဆက်လေးပေါ့နော်ဒီမှာဒါလေးလည်း2ယောက်ဆက်လေးရှစ်ဆရာလေးအကောင်လုံးခူးပြပါမယ်ပန်းလေးတွေအများကြီးတော့ခူးပြီးပါပြီရန်လေးမှာကျဲခဲ့မယ်3 2 wow ရှစ်ဆရာလေးโอเคဘရော့လေးရတော့နည်းနည်းတော့ရှည်နေပေါ့နော်နောက်တစ်ခုဆော့ဆော့ဘောနော်ပန်းလေးမခုခလဲရလို့ချက်တော့ခုမယ်ပန်းလေးခုပါပြီဗီဒီယိုကနည်းနည်းတော့ရှည်နေမလို့အခုဒီဗီဒီယိုလေးကိုကြည့်တဲ့သူဘိုင်ဘိုင်အသေးလေးလည်းပြခဲ့နော်ကမ္ဘာလေးမှာခဲ့ပါ